ဒီနေ့တော့တခွားသီးလေးချက်စားကြမယ်ကွယ်ညီမကအလူမပိုးတဲ့တခွားသီးတွေကိုလေဘာလို့မှမသိရနဲ့ပြီးပြီးတော့အချင်းလေးတိတ်ထားတယ်စားလေးနဲ့နယ်ပြီးရေလေးထည့်ပြီးတော့အချင်းလေးတိတ်ထားတယ်ညညာတိတ်လေးပေါ့နော်တခွားသီးလေးရပြီဆိုရင်တော့ဒါညီမတို့ကြော်မယ်ဒါလေးကတော့ညီမတို့အညာမှာဆိုတော့တခွားချင်းလို့ခေါ်ရဲပေါ့နော်အညာမှာဆိုရင်တော့ဒီတခွားချင်းလေးကိုညီမတို့ခဏခဏလှုပ်ရှားပြတယ်ပေါ့နော်ရန်ကုန်မှာတော့ဒီတခွားချင်းလေးကတော့မရှိပါဘူးရှင်အညာမှာတော့လှုပ်ရှားပြပါတယ်ဒီတခွားချင်းလေးကိုကြော်မယ်ဆိုရင်ကြက်သွန်ကြီးလေးစီတက်ပေါ့နော်စနိုးလေးထည့်ပြီးတော့အချိုကြော်ရင်လည်းရပါတယ်ညီမကတော့ချင်းချင်းဆက်ဆက်လေးဖြစ်ချင်တာနဲ့ရုပ်သီးလေးထည့်လိုက်ပါတယ်တခွားချင်းကြော်မယ်ဆိုရင်တခွားလေးကိုကြော်မယ်ဆိုတော့တတိထားမှတကူကတော့အကြာကြီးကြော်လို့မရဘူးပေါ့နော်သူကအကြာကြီးကြော်သွားရင်ဣပြီးစားလို့မကောင်းပါဘူးရှင်တခွားသီးလေးရုပ်သီးလေးနဲ့ပြီးဆိုတော့တခွားလေးထည့်အချုံမလေးထည့်ပြီးတော့ချလို့ရပါပြီကဲဒါဆိုရင်တော့ချင်းချင်းဆက်ဆက်ကျွတ်ကျွတ်လေးတခွားချင်းချက်လေးရပါပြီရှင်ထမင်းလည်းမိတ်စေပါလေအရင်လဲစားကောင်းပါတယ်ရှင်ဒီဟင်းလေးကတော့အညာသူတွေပဲတည်တဲ့အညာဟင်းလေးတစ်ခွက်ပါပဲရှင်ချက်စားကြည့်နော်အရင်ကောင်းပါတယ်